ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအကိုမများမောင်လေးညီမလေးများအားလုံးကျွန်တော် channel ကြီးနေရာသေးတဲ့အတွက် channel အသေးလေးကနေတင်ပေးနေတာဖြစ်တဲ့အတွက်အကိုအမတွေမောင်လေးညီမလေးကျွန်တော်ရဲ့ channel ကိုတွေ့တယ်ဆိုရင် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအပြင်တယောက်တစ်ချက်ဝိုင်း share ပေးကြပါအောင်လို့အရင်ဆုံးပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အကိုအမတွေမောင်လေးညီမလေးဒီပွဲမှာတော့ကျွန်တော်တပတ်စာကောက်ကိုတင်ပေးထားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တပတ်စာကောက်ကိုတင်ပေးထားဒီနေ့ကတော့21ရက်မနက်ညပေါ့21ရက်4လ2025တနင်္လာနေ့မနက်ညစာတနင်္လာနေ့တနေ့မနက်ညစာအဲ့ဒီမှာဘာလို့ပေးခြင်းလဲဆိုကျွန်တော်ရဲ့မိတ်ဆွေတွေငါပတ်တီးကိုကြိုက်တဲ့အကိုမတွေမောင်လေးညီမတွေတနင်္လာနေ့တနေ့ကုန်းမှာမနက်ညမှာ9ပတ်တီးကိုပတ်ထားမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေ9ပတ်တီးကိုပတ်ထားမယ်ခင်ဗျဝမ်းချင်းက9-3ညဝမ်းချင်းဖြစ်တယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တီတာမြန်တို့ရဲ့မိတ်ဆွေတွေအားလုံးဝမ်းချင်းဒီတနင်္လာနေ့21ရက်4လ2025တနင်္လာနေ့တနေ့စာမှာ9-3ညဝမ်းချင်းပတ်တီးဒီ9ပတ်တီးခင်ဗျနော်ပတ်တီးဒီ9ပတ်တီးအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေ56နဲ့13ည5613ညကိုအားပြီးအထူးဩမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကเนาะကျွန်တော်ရဲ့ channel ကိုတွေ့တဲ့မိတ်ဆွေတွေမိသားစုဝင်တွေအားလုံးက56နဲ့10ကိုအားပြီးအထူးဩမယ်33 20 25 80နဲ့95ဆိုတဲ့ကဏ္ဍ6ကွက်ကိုအစင်ပြေသလိုထိုးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေเนาะအစင်ပြေသလိုထိုးမယ်33 20 25နဲ့80 95ဆိုတဲ့ကဏ္ဍ6ကွက်ကိုအားပြီး main ထိုးပေါ့ကဏ္ဍက6ကွက်ပဲ10ကွက်ပဲရှိတာကျွန်တော်ကထုံးတဲ့အတိုင်းကဏ္ဍ6ကွက်10ကွက်တော့ပုံမှန်တင်ပေးနေမှာเนาะနေ့တိုင်းကိုလည်းနေ့တိုင်းတင်ပေးနေမှာအခု channel လေးကနေเนาะကျွန်တော်ရဲ့မိတ်ဆွေတွေအဲ့တော့အချက်ဆုံးတော့အားလုံးပဲ21ရက်4လ2025တနင်္လာနေ့မနက်ညမှာ96နဲ့13ညကိုအားပြီးအထူးဩမယ်96 13ညကိုအားပြီးအထူးဩမယ်ကျွန်တော်ရဲ့မိတ်ဆွေ30 35 20 25နဲ့80 95ကိုအားပြီး main ဩထိုးမယ်เนาะအထူးဩဆိုတာကို9000ထိုးရင် main ဩကို1000ထိုးမယ်ကျွန်တော်ရဲ့မိတ်ဆွေနော်နေကုန်းမှာပတ်တီးပတ်ချင်တဲ့အကိုမတွေမောင်လေးညီမလေးတို့က9ပတ်တီး100ရာခိုင်နှုန်းခင်ဗျာနော်9ပတ်တီးကိုမနေ့မထွက်ညနေထွက်မယ်နော်အဲ့တော့အချက်ဆုံးတို့အားလုံးကျွန်တော်ရဲ့ခဏလေးနဲ့အောင်မြင်မှုရကြပါစေခင်ဗျာနော်ကျွန်တော်ရဲ့ခဏနေနဲ့အောင်မြင်မှုရကြပါစေကျွန်တော် channel အကြီးမရသေးဘူးကျွန်တော်ဒီ channel လေးကနေအများအားတင်ပေးနေမှာပါကျွန်တော်ရဲ့ channel ကိုတွေ့တယ်ဆိုရင်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညီမလေးမိတ်ဆွေအားလုံးက subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအားဖြင့်တယောက်တစ်ချက်ဝိုင်း share ပေးကြပါအောင်လို့ပြောရင်ကျွန်တော်ရဲ့ live show လေးကိုဒီမှာပဲနားပါပြီเนาะအကိုအမတွေအားလုံးမြင်တဲ့လူတိုင်းပေါက်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာเนาะကျွန်တော်ရဲ့ live show ကိုမြင်တဲ့အကိုတိုင်းအမာတိုင်းလေးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှပြသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးနေသီးကြရဲ့မြန်တို့ရဲ့ live show လေးကိုနားပါပြီခင်ဗျာ